င်္ဂလာပါခင်ဗျာဒီဗီဒီယိုဖိုင်လေးထဲမှာဆိုလို့ရှိရင်တော့ဗီယက်နမ်နိုင်ငံရဲ့အရန်လာတဲ့ငချမ်းဆိုတဲ့မြို့လေးကိုတွားအောင်လည်းပတ်ခဲ့တဲ့ blog လေးတွေကိုပြန်လည်မျှဝေပေးမှာပဲဖြစ်ပါတယ် BNN Buddhist Temple ဒါကတော့ကျွန်တော်တို့တဲတဲ့ဟိုတယ်ကနေကျွေးတဲ့ breakfast မနက်စာပဲဖြစ်ပါတယ်ဒီဟိုတယ်ဟာဆိုလို့ရှိရင်ခုနှစ်တာမကြသေးပေမဲ့လည်းအစားအသောက်တွေကစားပစ်ပါကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ customer တွေအမြဲတမ်းလို့ပြည့်နေတတ်တာပဲဖြစ်ပါတယ်ဒါကတော့ automatic coffee maker ပဲဖြစ်ပါတယ်မိတ်ဆွေလိုချင်တဲ့ coffee မျိုးစားကိုခလုတ်နှိပ်လိုက်တာနဲ့တင်10မိနစ်တွင်ရရှိနိုင်တဲ့ဆက်ပဲဖြစ်ပါတယ်ဟိုတယ်ကနေ breakfast စားပြီးတော့တဲ့အခါမှာဆိုလို့ရှိရင်တော့အရန်လာတဲ့ငချမ်းမြို့လေးကိုလေပတ်တော့မှာပဲဖြစ်ပါတယ်ဒါကတော့ငချမ်းမြို့ရဲ့မနက်ခင်းအစောပိုင်းမြင်ဝင်ပဲဖြစ်ပါတယ်ဗီယက်နမ်လူမျိုးတွေဟာဆိုလို့ရှိရင်သူတို့ရဲ့အဓိက transportation ဖြစ် motorcycle ကိုပဲအများစုကအသုံးပြုကြတာပဲဖြစ်ပါတယ်အခုကျွန်တော်တို့သွားနေတဲ့နေရာဆိုလို့ရှိရင်တော့ငချမ်းမြို့ရဲ့အနောက်တောင်ဘက်10ကီလိုမီတာကွာမှာတည်ရှိပြီးတော့တောင်ထိပ်ပေါ်မှာတည်ရှိတဲ့ဘူဒ္ဓတမ်ပယ်တစ်ခုကိုသွားနေတာပဲဖြစ်ပါတယ်ဒီဘူဒ္ဓတမ်ပယ်ဟာဆိုလို့ရှိရင်တောင်ပေါ်မှာတည်ရှိပြီးတော့ပင်လယ်ရေမျက်နှာပြင်ရဲ့အထက်1600မှာတည်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအထက်ကနေမြင်ရတဲ့ panoramic view ဟာဆိုလို့ရှိရင်အနက်ရန်နာမည်ကြီးတာပဲဖြစ်ပါတယ်ငချမ်းမြို့ကနေပြီးတော့မိနစ်20ကျော်လောက်တက်စီစီးပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ဖျားเจ้าတရှိရာဖြစ်တဲ့ကားပါကင်နေရာကိုရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ဒါကတော့ကားပါကင်ကနေမြင်ရတဲ့တောင်တလန်းရှုခင်းတွေပဲဖြစ်ပါတယ်။တောင်ပေါ်မှာရှိတဲ့ဘူရစ်တမ်ပယ်ကိုတက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးဘုံကြီးအိုစားကိုဝတ်ဆင်ပြီးမှသာတက်ခွင့်ပြုတာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဒီတမ်ပယ်ကိုတက်မယ်ဆိုလို့ရှိရင်ဘောင်းမီအတူပြက်တွေကိုလက်မခံတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဝတ်စားလဲရတာပဲဖြစ်ပါတယ်။ဒါကတော့ဒီတောင်ပေါ်ကိုလာလည်တဲ့ Russian tourist တွေပဲဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံမှာဆိုလို့ရှိရင် tourist တွေဟာအဓိကအများဆုံး tourist တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Russian နဲ့တောင်ကိုရီးယား tourist တွေဟာတော်တော်လေးကိုလာလည်ကြတာပဲဖြစ်ပါတယ်။ဒါကတော့တောင်ပေါ်ကိုတက်တဲ့တောင်တက်လန်းရဲ့လေကားတွေနဲ့အတူတောင်တက်လန်းရဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ဘူရစ်တမ်ပယ်ဟာဆိုလို့ရှိရင်ကျွန်တော်တို့တရုတ်မဟာယာနပုံစံဒီဇိုင်းတွေဖြစ်ပြီးတော့သောဒနာလန်တွေဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာနဲ့အတူတူပဲဖြစ်ပါတယ်။ဒါကတော့အခုဒီတမ်ပယ်မှာရှိတဲ့အရန်နာမည်ကြီးတဲ့73သင်းရှိတဲ့ဘော်ရီစေတီတော်ပဲဖြစ်ပါတယ်။ BNN လို့ခေါ်ဆိုလို့ရှိရင်တော့ကွင်းမင်းလို့ခေါ်တာပဲဖြစ်ပါတယ်။ဒါကတော့ကိုကွေတောင်ထိပ်ပေါ်ကနေမြင်ရတဲ့ငချမ်းမြို့လေးရဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ပင်လယ်ရမျက်နှာပြင်ရဲ့အထက်1600ကျော်မှာတည်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပေါ်ကနေမြင်ရတဲ့မြင်ကွင်းအားဆိုလို့ရှိရင်တော်တော်လေးကိုလှပတာပဲဖြစ်ပါတယ်။ဒါကတော့သူတို့ဗုဒ္ဓတမ်ပယ်ရဲ့အတွင်းပိုင်းမှာမြင်ရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။တရုတ်မဟာယာနပုံစံအတိုင်းပဲအထဲထဲမှာအခုလိုရုပ်ထုတွေကိုပြုလုပ်ထားတာပဲဖြစ်ပါတယ်။ဒီတောင်ပေါ်မှာတည်ရှိနေတဲ့ဖျားကိုတော့ BNN တွေကအခုကျွန်တော်ရေးထားတဲ့အတိုင်းပဲပေါ်ကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဗမာတန်နဲ့အတန်ထွက်မယ်ဆိုလို့ရှိရင်တော့ Trailand Foundation ဘဂိုးဒါလို့အတန်ထွက်မယ်လို့ပဲထင်တာပဲဖြစ်ပါတယ်ဒီတောင်
င်မှာရှိတဲ့ဘူရစ်တံပဲနဲ့အတွင်းထဲကရုပ်ထုပုံစံတွေကိုကြည့်မယ်ဆိုလို့ရှိရင်တရုတ်တွေရဲ့မဟာယာနပုံစံအတိုင်းပဲဆောက်လုပ်ထားတဲ့ပုံစံတွေကိုတွေ့မြင်ရတာပဲဖြစ်ပါတယ်။တောင်ပေါ်မှာလေပတ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့တောင်အောက်ကိုဆင်းနေပြီပဲဖြစ်ပါတယ်။ဒါကတော့တောင်ပေါ်ကနေမြင်ရတဲ့ငချမ်းမြို့လေးရဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ဒီဘူရစ်တံပဲရဆိုလို့ရှိရင်မနက်6နာရီဆိုလို့ရှိရင်ဖွင့်ပြီးတော့ညနေ9နာရီဆိုရင်ပိတ်ပြီးတော့တည်ရတာပဲဖြစ်ပါတယ်ဒီနေရာလေးကဆိုလို့ရှိရင်အရန်တိုရစ်တွေမများပေမဲ့လည်းငချမ်းမြို့တစ်မြို့လုံးကိုထက်စီးကနေမြင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေဟာဓာတ်ပုံရရတာကိုချိန်နေတဲ့တဲ့ဒီအမှလည်းငချမ်းမြို့လေးကိုလည်း panoramic view နဲ့ကြည့်ရင်လည်းဆိုလို့ရှိရင်တော့ဒီနေရာလေးဟာမဖြစ်မနေကိုလာအောင်လည်းပတ်တဲ့နေရာလေးပဲဖြစ်ပါတယ်တောင်တက်တောင်ဆင်းတဲ့ဟာဆိုလို့ရှိရင်3မီတာခြေလာပြီးတော့15ဒီဂရီမတ်ဆောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတောင်ပေါ်ကိုလာမယ်ဆိုလို့ရှိရင်ဆိုင်ငယ်နဲ့လာတာထက်တက်စီနဲ့ငားပြီးလာတာဆိုလို့ရှိရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ် Really beautiful. ဒါကတော့တောင်ပေါ်ကနေစင်းကနဲ့လမ်းကနေပြီးတော့မြင်တွေ့ရတဲ့ငချမ်းမြို့လေးရဲ့မြင်ကွင်းပဲဖြစ်ပါတယ်ချမ်းမြို့တွေကိုပြန်ရောက်တဲ့ခါမှာဆိုလို့ရှိရင်တော့နောက်ထပ် tourist attraction တစ်ခုနေရာတစ်ခုဖြစ်တဲ့ငချမ်းကက်သလစ်ရဲ့ချက်ကြောင်းကိုသွားလည်မှာပဲဖြစ်ပါတယ်။ခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့နေရာဆိုလို့ရှိရင်တော့ကက်သလစ်ချက်ကြောင်းပဲဖြစ်ပါတယ်။ဒါကတော့ငချမ်းမြို့မှာရှိတဲ့ကက်သလစ်ရဲ့ချက်ကြောင်းကိုအပြင်ကနေမြင်ရတဲ့မြင်ကွင်းပုံစံပဲဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံဆိုလို့ရှိရင်ပြင်သစ်တရဲ့လက်အောက်မှာနှစ်ပေါင်း100နီးပါးလောက်ကြာအောင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗီယက်နမ်နိုင်ငံမှာရှိတဲ့တချို့အဆောက်အဦတော်တော်များများဆိုလို့ရှိရင်ဥရောပစတိုင်တိုင်းပဲမြင်တွေ့ရတာပဲဖြစ်ပါတယ်။ဒါကတော့ကက်သလစ်ရဲ့ချက်ကြောင်းရဲ့အတွင်းပိုင်းမှာမြင်တွေ့ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။လက်ရာတွေကတကယ်ကိုခမ်းနားပြီးတော့တကယ်ကိုလှပတာပဲဖြစ်ပါတယ်။ချက်ချောင်းကိုလည်းပတ်သွားပြီးတဲ့ခါမှဆိုလို့ရှိရင်တော့နေ့လယ်7နှစ်လဲကြော်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘိုက်ဆာလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုတယ်ကိုပြန်ခဲ့တော့တာပဲဖြစ်ပါတယ်ကျွန်တော်တို့တဲ့ဟိုတယ်ရဲ့မျက်နှာချင်းဆိုင်မှာဆိုလို့ရှိရင်ကွန်းဆိုတဲ့ coffee ဆိုင်လေးရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ coffee ဆိုင်လေးမှာ coffee တစ်ခွက်မှတောက်ခဲ့ပါတယ်အိုက်ဆာပြေကော်ဖီတောက်ပြီးသွားတဲ့ခါမှာဆိုလို့ရှိရင်တော့ရေကစားဖို့အတွက်အရင်လာတဲ့ငချမ်းကန်းကြီးကိုခြေချင်းလမ်းလျှောက်လာခဲ့တော့တာပဲဖြစ်ပါတယ်ကျွန်တော်တို့တဲတဲ့ဟိုတယ်ကနေပြီးတော့ဒီငချမ်းကန်းကြီးကို9မိနစ်လောက်သာလမ်းလျှောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးအဆင်ပြေတယ်လို့ပြောရမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့မြင်တွေ့နေရတဲ့ကမ်းခြေဟာဆိုလို့ရှိရင်တော့ဗီယက်နမ်နိုင်ငံရဲ့အလားဆုံးကမ်းခြေတွေကတစ်ခုဖြစ်တဲ့ငချမ်းကမ်းခြေပဲဖြစ်ပါတယ်ဒီငချမ်းပြည်ဟာဆိုလို့ရှိရင်တိုရစ်တွေကြားထဲမှာအရန်စေးသက်တာတဲ့ကမ်းခြေဆိုပြီးအရန်နာမည်ကြီးတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ဒီကမ်းခြေမှာဆိုလို့ရှိရင်တော့အဓိကမြင်တွေ့ရတဲ့တိုရစ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Russian tourist တွေပဲဖြစ်ပါတယ်ရေဟာဆိုလို့ရှိရင်လည်းအခုလိုကြီးပြားရမှုဖြစ်နေတာပဲဖြစ်ပါတယ်န
နေ့ကင်းဘက်ငချမ်းကန်းကြီးမှာရေကူးသွားပြီးတဲ့ခါမှာဆိုလို့ရှိရင်တော့ညဘက်မှာတိုးရစ်ထက်ရှင်နေရတခုဖြစ်တဲ့ငချမ်းနိုင်မာကတ်ကိုကျွန်တော်ရဲ့တငယ်ချင်းနဲ့အတူခုလိုထွက်ခဲ့တော့တာပဲဖြစ်ပါတယ်ခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့နေရာဆိုလို့ရှိရင်တော့ငချမ်းရဲ့နိုင်မာကတ် area ပဲဖြစ်ပါတယ် ဒီငချမ်းနိုင်မာကတ်မှာဘာတွေဝယ်လို့ကောင်းတယ်လဲဆိုလို့ရှိရင်တော့သူတို့ရဲ့ data ထွက်ကုန်ဖြစ်တဲ့အသီးအစိတ်အနှံတွေကဆိုလို့ရှိရင်တော့တော်တော်လေးကိုဈေးသက်သာတာပဲဖြစ်ပါတယ်ဥပမာအပြင်ပြောရမယ်ဆိုလို့ရှိရင်တော့ macadamia cashew nut လိုမျိုးဟာတွေကဆိုလို့ရှိရင်ဒီဈေးမှာဝယ်မယ်ဆိုလို့ရှိရင်ကိုကဈေးစစ်တက်တယ်ဆိုလို့ရှိရင်တော်တော်လေးကိုဈေးသက်သာတာပဲဖြစ်ပါတယ်ဟိုဆန်းဝယ်မယ်ဆိုလို့ရှိရင်တော့ဒီဈေးဟာအနေငယ်ဈေးကြီးတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ market တွေကိုတောင်းဝယ်တာကတော့အကောင်းဆုံးပဲဖြစ်ပါတယ် This is the best shop. You can see. Onlarda değil mi? 都靚㗎，你隻都靚。咪身就想買隻都靚㗎，你試平。 ဒီနိုင်မာကတ်မှာဆိုလို့ရှိရင်အခုလိုမျိုးဗီယက်နမ်ရိုးရာအစားအစာတွေကိုပါဝယ်ယူစားတောက်နိုင်တာပဲဖြစ်ပါတယ်။နိုင်မာကတ်ကိုလက်ပတ်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ငချမ်းပြီးရဲ့ကမ်းခြေအတိုင်းပဲကျွန်တော်တို့ဟာလမ်းလျှောက်ပြီးတော့ကျွန်တော်တို့တဲတဲ့ဟိုတယ်စီကိုပြန်ခဲ့တော့တာပဲဖြစ်ပါတယ်။ဒါလေးကတော့ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ကနေပြီးတော့ငချမ်းမြို့ကိုပထမဆုံးစရောက်တဲ့ရက်မှာတွားအောင်လက်ပတ်ခဲ့တဲ့နေရာလေးတွေအကြောင်းကိုပြန်လည်မျှဝေပေးထားတာပဲဖြစ်ပါတယ်။နောက်ဗီဒီယိုလေးထဲမှာဆိုလို့ရှိရင်လည်းအရန်လာတဲ့နေရာလေးတွေကိုမျှဝေပေးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စောင့်ကြည့်ပေးကြပါအောင်လို့အားလုံးကိုတောင်းဆိုပါတယ်။